ဆရာလေးကဘယ်လိုဖြစ်ချင်တာလဲဆိုတာလေပြောပြတယ်ကျွန်တော်တို့ကဆရာလေးဖြစ်ချင်တာတွေအားလုံးစီစဉ်ပေးရမှာပေါ့ခွန်မင်းစင်တို့ကကျောင်းသားမိဘတွေနဲ့ရေရင်ရွာရေးကိစ္စတွေကိုစိတ်ဝင်စားတဲ့သူတွေမလာလောင်လို့ဖိတ်စီးပွားရေးအတန်အသင့်ပြည်တဲ့သူတွေစီးရင်ချရေးပြီးတော့ကြုတ်ဒီနေ့တဝိုက်မှာတာဝန်ကြတဲ့တက်တော်ကလူကြီးတွေနောက်ရဲစခန်းစစ်တပ်မှာရှိတဲ့သူတွေရဲ့နာမည်နဲ့ယာရုတွေကျုပ်ကိုချရေးအဲ့လူတွေကိုကျွန်တော်ကတော့ပိတ်ဆရာလေးပြောတာကောင်းကောင်းသဘောပေါက်ဆရာလေးပြောတဲ့အတိုင်းဆိုရင်ဖိုးထောင်းကိုလည်းမဖြစ်မနေပြရဟာမှန်တယ်ဗျာဖိုးထောင်းဆိုတာဘယ်လိုလဲဗျာဖိုးတော့မဖြစ်ပါဗျာမဖြစ်ပါနဲ့စင်မပြေတော့ပါဘူးဟုတ်ဖိုးထောင်းကသူလဲလို့ဒီလူကအရင်ကဓမြကြီးတတိရဲ့လောက်ခဲ့ဘူးလေဒီနေ့တော့မှတော့သူ့နာမည်ကြောက်အောင်နဲ့လုံရဲသူမရှိဘူးဒီလိုရပတ်တန်ချမ်းလိုက်မှာလူကလိုက်ရင်အရင်ကြောက်တော့အလူငယ်သွားတော့ပါးရိုက်လွတ်လိုက်တာခမရတက်ကြီးသွားဖြစ်ပေါ့ဒါလည်းကိုနေလို့မကြောက်ကြအောင်လုပ်ချင်ကျွန်တော်ကြောက်စရာတော့ပါဟာခမရဗျာမဟုတ်ပါဘူးဒီလူကဒါသမီးလေးနဲ့ဓာတ်ရင်တော့ကွဲပြောက်သိအောင်လို့ကိုတော့လည်းကျုပ်တို့နှိမ်ဖို့လေကျုပ်လည်းရှစ်တန်းတော့အောင်ပါတယ်ဗျာခင်ဗျာညွန်ချစ်တဲ့မနခါပြေလက်ထက်ပြောင်းလေဘယ်နဲ့ရေးကြအောင်ဖို့ရေးကြလေနေစမ်းဗျာခင်ဗျာဆက်လိကျွန်တော်တကယ်ကြောက်စရာတော့မှာဟဲ့ခင်ဗျာသူငယ်နဲ့တန်းကိုနေပါကူတင်ဖို့ဗျာဟုတ်လားကြောက်စရာဖြစ်တော့โอ้ยน้องတို့ကစောင့်ကြည့်အောင်ပါဗျာကြည့်လိုက်နော်ကျုပ်ကငကိုလေးကကြောင်းစရာဖြစ်နေတာတပိုင်းကိုသေးနေရပဲကျုပ်ပညာရေးဖြစ်နေမှာဖြစ်နိုင်လို့ဦးဆရာကြီးကခန့်ပြီးဆိုမှတော့ကျုပ်ရအောင်သင်မှာပေါ့ကျုပ်လည်းဒီကျောင်းမှာကျောင်းတော်လို့လားနှစ်ပေါင်းမနေရပါဘူးဗျာအဲ့လိုတော့သင်နိုင်ပါတယ်အာကိုတို့ပါခင်ဗျာနောက်နေ့ကစပြီးကျုပ်ကိုနှိမ်ပြီးဆက်ဆံမှုမစဉ်းစားနဲ့နော်ရိုးရိုးသေးသေးဆက်ဆံကျုပ်လည်းခင်ဗျာနဲ့အဆင့်စားလေးဆက်စားလေးဒီမှာကျုပ်ကိုလေတနတ်နဲ့ချိန်ပြီးတော့ခမ ्या ကိုလေးစားမလားအသိခံမလားဆိုကျုပ်ကပြစ်လိုက်လို့ပြောမှာနော်ဟုတ်ပြီလေဒါဆိုရင်ကျုပ်ကိုလေးစားမလားယောက်ျားယူမလားဆိုရင်ရောဟာကိုလေးကျွန်တော်စစ်တမ်းနဲ့ပြောလိုက်ဗျာယောက်ျားယူတာကောင်းတယ်အစားကြီးတဲ့လေးလေးရင်ချောင်းတယ်မယုံဆရာလေးကိုမကြည့်ဘူးဆရာလေးသူယုံတော့တက်ပြမှာတက်ဟာဟုတ်ကဲ့ဟာဘယ်လုံးမှာတော့ဘယ်ကျတော့တနာယူကျောင်းစီဖြစ်ပြီကျောင်းစီအောင်ဖြစ်ပြီဟေးကလေးစောလိုက်လားညင်းနေဦးဟေးအော်စာပေးရမယ်လေဘယ်လိုဖြစ်လို့အဲ့တော့စောဟဲ့ကလေးနေအောင်အော်ဟေးခိုင်လားအောင်မလေးရောက်ရက်ကိုခတ်နေတာပဲဒီမှာအားလုံးမှတ်ထားတော့ဦးတင်စိုးကရေလိုចောင်းဆောင်မဟုတ်တော့ဘူးဒီနေ့ကစပြီးចောင်းစရာဖြစ်သွားပြီဦးတင်စိုးကចောင်းစရာအေးဘောငါကြောက်စရာဖြစ်တာရည်စရာလားကွာဟမ်ငါစာတင်မရှိနဲ့တော့ရှင်ဒီမှာတွေ့လာချိန်လုံးဘလို့လဲဝင်းချေဟမ်မြေပြူကန်တဲ့လက်တွေကတစ်လုံးမဲ့တော့ကန်ရင်ဘာကြောင့်မြေပြူကန်လဲဆိုတာမသိနေတာပဲအခုမြေပြူမကန်ပဲလားစာရနေတာအေးစစ်တော့ကန်ကြတာဝင်းချေဟာအကျော်ဟာမင်းမေအခုချက်ချင်းရွာကိုပြန်လာခဲ့ပါတယ်ဟောအမေကငါလက်ပြကြော်မှာပြန်လာခဲ့လို့တခါတည်းမှာခဲ့တယ်ကွာဘာဖြစ်လို့လဲတော့အခုကကျောင်းဆရာကြီးမရှိတော့ဘူးကွာယာယီကျောင်းအစ်စ်ကကျောင်းမတက်တဲ့ကျောင်းဆရာတွေကိုအလုံးဖြုတ်ပြမယ်ဆိုပြီးကြေညာထားတယ်တဲ့အဲဒါကြောင့်မင်းမေရွာကိုပြန်လာခိုင်းတာဒီကောင်ကကျောင်းဆရာကြီးအစ်စ်မဟုတ်ပဲဘာပေါင်ဝပြကြည့်ငါ့ကိုလုတ်ထုတ်လို့ရတယ်ပွဲကြီးပွဲကောင်းဖြစ်ပြီလို့မှတ်လိုက်အဲ့ဒီဘိုးကြီးကြောင့်မင်းဒီလောက်ဟောက်ပြငါလည်းအများကြီးတော့မသိပါဘူးနော်ဒီလိုရမင်းလို့တဲ့ဒီဘောမင်းပါတော့မူတော့ဒီဘက်ကိုထွက်ပြေးလာကြတယ်မင်းတွေစဉ်းသက်လာတာဖြစ်နေတယ်နော်သူ့အိမ်မှာပေါ်လာပြောတာကြသမီးတော်တို့ဖာဖရားကိုအဲ့လိုခေါ်ကြနော်ဒီဘိုးကြီးကအဲ့လိုလားနေတော့
ဟုတ်ကဲ့များနေတာများပါဘူးနိုင်ငံရေးခြေပါထုတယ်လေလို့ငါတို့ရွာကိုတပတ်နောက်ကြပြီးရောက်လာတဲ့တရေစာဖတ်ဘာကိစ္စဟုတ်ပါဘူးလေ ကျွန်တော်မျိုးကမင်းနဲ့ကိုဦးမြတ်တာနဲ့မင်းကတော့တော်စိုးရင်တို့ရဲ့အတွေ့အကြုံတူပါအကြီးတော်ကဒီနေကိုရောက်တယ်ဘာတော်စီကိုဥခိုင်းရမယ်ဆိုရအမှားတော်ရှိရဲ့အတွက်ဒါခဲ့ရရင်ဖြစ်ပါတယ်ပါ ဘယ်ကမြတ်တာလဲကွာဟမ်ဘာတော့လဲအသက်ရကြီးလာပြီဆိုတော့တတိတွေတိမ်မကုန်ပြီကွာ မြတ်တာဆိုတာရွှေဘူစီရင်စုဟာဘိုးလေးမြတ်တာကိုဆိုတာပါဘိုးလေးကတော့အခုတိမ်မတော့ပါကျွန်တော်မျိုးကဒါအဘတော်တက်ရှိထင်ရှားအခုလိုဥက္ကဋ္ဌရတဲ့အတွက်ဝမ်းသာလို့မဆုံးဖြစ်နေရပါ တာရုကွာတာရုအခုလာတာလဲတက်ပဲ အလေသက်သက်တော့မဟုတ်ပါဘူးပါကျွန်တော်မျိုးကဒီရွာမှာတာဝန်ကျတဲ့အတွက်ကြောင်းလာတဲ့ကြောင်းပြန်ပါ အေးစားရေးနေလိုအပ်ရင်တော့ချိန်မေးလာမယ်ကျောင်းကိစ္စနဲ့ပတ်သက်လို့တော့ဘာမှပါဟိုကျောင်းအကြီးငမူးနဲ့မျက်နှာချင်းဆိုင်ရရင်ဘာတော့တက်ကြီးမှလူသားမှုဖြစ်မှာသို့လို့ဟဲ့ အခုအဲ့ဒီကြောင်းကိုဒီလည်းမရှိတော့ပါဘူးပါကျောင်းရဲ့တာဝန်တွေအားလုံးကျွန်တော်မျိုးတွဲခဲ့ပြီးတော့သူလည်းပြင်ဆင်ယူသွားပါကျွန်တော်မျိုးတို့အခုလိုလာတာအဘတော်စီကအကူကြီးတစ်ခုလောက်တောင်းစားရှိလို့ပါကျွန်တော်မျိုးရဲ့လက်ထက်မှာကျောင်းလေးကိုဖွင့်မျိုးတိုးတော့လုပ်ချင်ပါတယ်ပါဒါပေမဲ့ခက်နေတာရွာထဲမှာရှိတဲ့ရွာသားတော်တော်များများနဲ့ကျောင်းမှာရှိတဲ့ဝန်ထမ်းတချို့ဟာအရေးအချင်းမရှိတဲ့ပြင်ပေါ့နေပေါ့စားအချောင်စိတ်တက်တွေဖြစ်နေပါတယ်ဗျာဒီကြောင်းလေးဖွင့်မျိုးတိုးတက်ဖို့အတွက်ကိုဘယ်သူမှစိတ်ဝင်စားကြပါဘူး ဘယ်ကောင်တွေကစိတ်ဝင်စားတာဘာတော့ပြောစားတန်းစီပြီးနေရဟုတ်ကဲ့ဟမ် အဲ့ဒါကြောင့်လည်းအဖတော်စီကိုအားကိုးပြီးတော့လာခဲ့တာပါဗျာဒါမဲ့ဥပုံလေးကြိုင်ရွာသားတွေအားလုံးအစည်းအဝေးရှိတယ်ဆိုပြီးရွာဦးเจ้าကိုကြွားခဲ့ဖို့အတွက်အားလုံးဖိတ်လာပါတယ်ဗျာဟိုအဖတော်ကိုလည်းဒီပွဲလေးမှာလာပြီးတော့အားလုံးပြုပြီးစီစီပါ အေးပါလာခဲ့တယ် နောက်ကြရတာမပြုတ်ပြင်းကျွန်တော်ပြမလာတော့တော့ကျင်းနေတာ ဆရာကြီးဘယ်လိုပြစ်ပါမလဲရှင်တခြားနေရလူရတောင်မှကျမတို့ရှင်းရွာတဲ့စိတ်ဝင်စားနဲ့အောက်တော့ကောကနေကြိုးစားတာကျမကမြို့ဝင်ကြီးလေမျက်နှာလွှဲနေလို့တက်တော့ပါလား မင်းတို့ကဘောလုံးဒီလိုပဲမျက်နှာဆွဲနေကြတော့ဒီနေ့ဒါလေးတင်မဝင်ရောက်လာမှပဲရဲ့ရေးရွာရုပ်ဆက်ချင်းကြီးတဲတဲလို့စိတ်ဝင်စားလာကြအော်ရောက်တော့နော် ဟဲ့ချေရရရေးဆိုတာလေအရှိကဦးဆောင်တဲ့လူကစိတ်ဝင်စားနဲ့တက်တက်ကြောကြောလုပ်ပြအောင်မှလေတလောကလုံးရန်သူလို့ဆက်ဆံနေတဲ့လူတွေကဦးဆောင်နေမှာတော့ဘယ်သူမှပါကြပါလဲ ဘော်တော့မယ်လားဒါလေးတင်မဝင်နေမှာဆီယမလာဆိုလို့ရှိရင်တဲတဲလို့တက်ကြပြနေတယ်လို့စိတ်ဝင်စားမှာမဟုတ်ပါဘူး ဟဲ့တို့ ကဲတို့ရောက်တော့ဗျာတူကြီးအားလုံးလည်းရှိနေတယ်ဟိုစီဝေးလေးစားရအောင်ဗျာနော်ကြောက်မှယူအဲ့လိုကြောက် ကဲဒီတော့လေပြောစရာရှိပြော ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ဒီเจ้าကိုတာဝန်နဲ့ကြောင်းလာတယ်တောက်เสียတက်ကျွန်တော်ရဲ့နာမည်တင်မောင်ဝင်းလို့ခေါ်ပါတယ်တစ်ဆက်တည်းမှာပဲဒီเจ้าရဲ့လက်ရှိเจ้าကိုစေးပင်စင်ယူရတဲ့အတွက်เจ้าရဲ့တာဝန်ကိုပါကျွန်တော်တွဲပဲယူတာပါပရမဇောအခက်ခဲကိုပြောချင်တာကတော့ကျွန်တော်တို့ဒီเจ้าမှာစိတ်အားတွေလုံးနေပါတယ်ကလေးတွေရဲ့ပညာရေးကိုပြည့်ပြည့်ဝဝသင်ကြားနိုင်ဖို့အတွက်ဆိုရင်ဆရာလုံးလုံးလောက်ရှိမှဖြစ်မှာပါအဲ့ဒီအတွက်ကျွန်တော်တို့ဆရာတွေထပ်ပြီးတော့မှားပါလိမ့် ဘာမှမသိပဲနဲ့အလူငွေတက်နေရရန်နှမျိုးတယ်ဗျာ ဟဲ့ငင်းနေတဲ့အလူငွေကထဲ့နေရတာပြီးတော့ဘယ်မှာသုံးမှန်းလည်းမသိဟော
ကျောင်းကြည့်လိုက်ပြန်တော့လေဘာမှပြောင်းလဲရတာဒီတိုင်းကဒီတိုင်း ကံမိုးတဲ့အကြီးပဲခေါ်ရဲဆိုရင်တော့စိတ်ဝင်စားဘူးပြန်ပြီဗျာ အရမ်းမပြောကြနဲ့လေသူပြောတဲ့စကားကိုဆုံးအောင်သားထောက်ကြ ဆရာလေးဖြစ်ချင်တဲ့ပုံစံကိုပြောပါကျွန်တော်တို့ရရတိုးတက်ဖို့တကယ်မလားပြီးတော့ကျွန်တော်တို့ဌာနဆိုင်ရာတွေလည်းဆရာလေးလိုအပ်တဲ့မှန်တယ်အားလုံးဝိုင်းဝန်းကူပြီးတော့ပံ့ပိုးတော့မဟုတ်လားဟုတ်ကဲ့ဟုတ်ပါ ကျေးဇူးတင်ပါတယ်ဗျာပထမဆုံးအနေနဲ့ကတော့အရင်အကြောင်းကိုတုတ်တလို့ပြောပဲအကြောင်းတော့ကျွန်တော်တို့အတူခံရမှာဒါပေမဲ့အလူခံလို့ရတဲ့ငွေကိုတပြားတစ်ချမ်းမှကျွန်တော်မကင်ထားပါဘူး ပြီးတော့လေလက်ရှိကျောင်းကိုလေကျောင်းအတွက်ကောက်ခံထားတဲ့ငွေကိုပြီးတော့လေမကင်ဘလို့လုပ်ပြီးခွဲဝေသုံးမှာတော့ပြီးတော့လေ ရှင်းပြပါမယ်ပါခုချိန်ကစပြီးရဲရွာရဲ့လူကြီးအားလုံးဖွဲ့စည်းထားတယ်ကျောင်းစီပင်တာယာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖွဲ့တစ်ဖွဲ့ကိုကျွန်တော်တို့စတင်ဖွဲ့စည်းရမှာဖြစ်ပါတယ်အဲ့ဒီဖွဲ့ကိုကာစာတာဖာလို့ကျွန်တော်တို့နာမည်ပေးထားပါအဲ့ဒီဖွဲ့ရပဲကျောင်းအတွက်ကိုအတူခံရမှာဖြစ်ပါတယ်ပြီးရင်အဲ့ဒီအဖွဲ့ရပဲဒီငွေတွေအားလုံးထိန်းသိမ်းပေးထားမှာဖြစ်ပါတယ်ကျွန်တော်တို့ကကျောင်းအတွက်လိုအပ်တာတွေရှိလို့ရှိရင်အဲ့ဒီအဖွဲ့စီမှာအကျိုးကြောင့်ပြောပြပြီးတော့ကျွန်တော်တို့ထုတ်ပါမယ်အဲ့ဒီအဖွဲ့ဝင်တွေအားလုံးတိုင်ပင်ပြီးတော့မှဒီငွေကိုထုတ်ပေးတဲ့ထုတ်ပေးရမှာဖြစ်ပါတယ်တကယ်လို့ထုတ်ပေးဖို့မလိုအပ်ဘူးလို့တွေးရင်တပြားမှထုတ်မပေးလို့ရပါတယ်ပြီးတော့ဒီဝင်ငွေတွေထွက်ငွေတွေအားလုံးကိုလည်းအဖွဲ့ဝင်တွေအားလုံးကတပြေးညီသိရှိရမှာဖြစ်ပါတယ်ပြီးရင်ဒီအဖွဲ့မှာရှိတဲ့စည်ရင်းအင်းနိုင်နဲ့စိတ်ချတဲ့လူတယောက်စီမှာဒီငွေတွေအားလုံးကျွန်တော်တို့ကအနံ့ထားမှာဖြစ်ပါတယ် ကောင်းလိုက်တာရှင်အဲ့တော့ဆိုလို့ရှိရင်အလူငွေထက်တာအလူရှင်တွေလဲကို့အလူငွေမတိနိုးနာနဲ့ကုံသွားစရာအကြောင်းမရှိတော့ဘူးအမလေးကျမကတော့ဒီအစီအစဉ်ကိုအရန်ကိုသဘောကျတယ်ရှင်ဟိုအဖွဲ့ကိုစနစ်တကျအဖွဲ့ဖို့ကတော့ရွရွရဲ့လူကြီးတောင်းဝင်ပေါ့နော်ရန်မငွေအတွက်လေကျမပဲစပြီးတော့အလူငွေ900ထည့်ပါတယ်ရှင် ဒီတော့လေပြောတဲ့အတိုင်းအောင်မြင်တဲ့ဆိုငါကလည်းငွေ900လူတယ် ဒီနေ့ဆရာမအားလုံးကိုကျွန်တော်စီဝေးခေါ်ရတဲ့အကြောင်းအရာကျောင်းခေါ်ခြင်းကိုပြေဝတာကြဖို့ကိုယူထားတဲ့အတန်းရဲ့တောက်ကိုကြည်ပြောင်းထမ်းဆောင်ဖို့ပဲဖြစ်ပါတယ် ကျမကလေးမီးဖွားတာမကြသေးလို့ပါ ဆရာမမိဘတော့ခွင့်ယူကြတယ်မလား ဟုတ်ရက်ကတော့ပြေပါတယ်ဒါနဲ့ကလေးကငွေနေတယ်လို့ ကလေးငယ်နေတဲ့အကြောင်းကိုပဲလိုရင်ကျွန်တော်တို့အားလုံးမှာခုထိမ့်ပြီ ကျွန်တော်ကတော့တစ်လုံငန်းထဲမှာငွေထည့်ပြီးကိုရန်ကြီးရက်နေတာပါလောလောဆယ်ငွေတွေဝင်ထားတာကိုရပ်ပလိုက်လို့မဖြစ်လို့ကျွန်တော်ချိန်နှလောက်ပြီ ဒီလုံးရဲ့တောင်းမှာခင်ဗျာကြည်ပြောင်းမထမ်းဆောင်နိုင်ဘူးဆိုအဲ့လာကောက်လေခင်ဗျာယူနေနေတော့အဲ့ဒီတော့ကျွန်တော်ဘယ်တော့မှခွင့်ရေးပေးမှာမဟုတ်ဘူးပြီးတော့ကျောင်းဆရာတယောက်တော့တကောခုံနေရတော့မသိတော့ပါဘူးကဲပါအားလုံးကိုကျွန်တော်အဓိကပြောချင်တဲ့အကြောင်းအရာအဲ့တော့ခင်ဗျားတို့အားလုံးစဉ်းစားကြပြီးရင်ကိုယ့်အကူဆုံးဖြတ်ချင်အားလုံးမတော်လို့ရဟောကိုလုံးနဲ့ကိုရင်းဆိုကျွန်တော်ခင်ဗျားတို့ပြောရစီပြီ ဝင်ခဲ့မယ်နော် ဟုတ်ကဲ့ အစည်းအဝေးနေတော့ကလေလူမဲဆိုတဲ့လူလေးလာပေးတာ ပတ်စံတော့ကိုမင်းစင်ကအဲ့လိုက်ပါကျွန်တော်ငွေမကန်ဘူးဗျာ ဟုတ်ကဲ့ဆရာလဲနော်အစည်းအဝေးပြီးကြရပျောက်သွားလိုက်တာမတ်ပြူကမြုံနေတာအိမ်မက်မှန်ပဲထင်ခင်းလာစားမလဲ ကျောင်းကိစ္စရင်းနဲ့ရှုပ်နေရတယ်ပဲကျွန်တော်ကြွားရတော့မှမရောက်ဖြစ်ပါဘူးဗျာဟိုနောက်လမ်းကြုံရင်ကျွန်တော်ဝင်ခဲ့ပါမယ် ဟုတ်ကဲ့ ကဲပြင်းဟေးဒါအပြင်းဝေးလုံးနေတောင်းကရုံးကနော်ပြောရရှိရပြောပြီးပြန်တော့နော်ကျောင်းဖျားအစ်ကိုမြှူဆွဲခြင်းလဲဆိုရင်ကျောင်းစင်းနေမှလာခဲ့ အဲ့တူတူနင်စကားပြောရရမ်းကားလာပြီလားအရှင်းအောင်တန်းကြပါပဲနင်ခုလိုပြောလိုက်တာမင်းကလေးတယောက်ရဲ့တိတ်ကဘယ်တော့ထိခိုက်သွားနင်သိလား ဘက်ကဘယ်ပြားဖို့ရှိတယ်လဲပြောမခိုင်နေနေထိုင်ပြောစင်ကျင်ပေါ့ ဒီမှာနင်ကိုနေယောက်ျားလေးလို့ဇွတ်ထင်နေပေမဲ့နင်ရဲ့ဘဝအမှန်မင်းကလေးနော်
တတိတော်ထောင်ဝစ်ဆိုတာလေတတ်တယ်ဘာဒီမနာလို့ဖြစ်နေမှာမသိ ဒီမှာတော့ပြော ကြားရတဲ့အတိုင်းပဲလေ ကဲတော်ပါတော့ဗျာကိုတို့ဒါကြောင်းယုံမန်းဆိုတော့တတိထားအောင်ပါမဖြစ်ဘူးကျွန်တော်ပဲတောင်းမှာပါဗျာ ကျောင်းဆရာတဲ့ခင်ဗျာကျောင်းလာတဲ့ဆရာတွေလောက်တော့နေမှာဆို ဟုတ်ပါတယ်ကိုဝင်ကြီးကျောင်းဝင်လာတဲ့လူတယောက်ကိုနိုင်ငံတော်ကဘာဖြစ်လို့ဒါစာလက်ကားပေးထားမှာလို့ ရစာမဲ့လို့လောက်နေတာမဟုတ်ဘူးကွာ အဲ့ဆိုရင်ကျောင်းတော့လိုက်ပေါ့ကျောင်းဆရာအလုပ်ကိုမမောလို့မထွက်ချင်တာပါဆိုရင်ခင်ဗျာကျောင်းပုံမှန်လာခဲ့အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့လက်လက်သွားတဲ့ခင်ဗျားရဲ့နေရာမှာကျုံတို့တခြားကျောင်းဆရာတယောက်ကိုစားထိုးရလိမ့်မယ် ခင်ဗျာတိတ်ပြီးလူပါမွားနေနော်ဆရာကြီးပြန်သွားလို့တာဝန်ခံကျောင်းနေအောင်ခင်ဗျာအေးစစ်စစ်လို့ခင်ဗျာအစင်းတော့ပြောဒီပြောခင်ဗျာဘာမှမဟုတ် ။ဟဲ့ဝင်းချင်မင်းဟဲ့။မင်းဓာတ်ရိုက်ဟမ်။မင်းလက်ရှိကြောင်းဆရာနော်။ဒီမှာလူတွေစကားပြောနေတာလူလိုပြော ဟုတ်သားရဲ့ဝင်းချင်လေနင်ကလေဒီကျောင်းမှာကျောင်းဆရာမလုံလောက်တော့တောင်မှရွရွာကိုလူခါပြီးတော့ကျောင်းဆရာထောင်ငါ့ကိုလုပ်နေရတဲ့ကိစ္စကိုနင်လိုကျောင်းလာတဲ့ဆရာတယောက်ကိုလာစားမပေးဘူးလို့ဆုံးဖြတ်တာဆရာလေးမမဘူးဆရာလေးမလုံဘူးဟဲ့ ဟာနေစမ်းပါဦးဖြူဖြူမိနေနဲ့ငါနဲ့တရော်ရဲသားငယ်တငယ်ချင်းနေဒီကျောင်းဆရာတစ်ကခုမှတည်တယ်နေကသူ့ဘက်လိုက်ပြီးပါနေရသူကနေလေမို့ ဘာလို့မရိုက်လိုက်လား ကဲတော်ပါတော့ဗျာဒါကြောင်းရုံပဲဗျာအဲမှာဒီလေးပါထားကြပါဘုံဝင်ချင်ခင်ဗျားကိုကျွန်တော်ရှင်းအောင်ပြောခင်ဗျားကျွန်တော်ကိုကြိုက်တယ်လို့ပြောလို့ရတယ်ကြိုက်တယ်လို့စော်ကားလို့ရတယ်ဒါပေမဲ့အလုံးနဲ့ပတ်သက်လာရင်ကျုပ်ခင်ဗျားကိုဘယ်နည်းနဲ့မှခွင့်လို့မဟုတ်ဘူးအဲ့တော့ရှင်းရှင်းပဲပြောမယ်ဗျာမနေ့ပြန်အားစပြီးခင်ဗျားကြောင်းအောင်ပြန်တက်ပါအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ခင်ဗျားကျုပ်သုံး ကျောင်းဘာသာကျောင်းတောင်းတက်ချင်တက်မယ်မတက်ချင်မတက်ဘူးဗျာခမရကျောက်ကိုလှုပ်လို့ရတော့ဝေးချစ်ပါကောင်းလဲဆိုခမရကောင်းကောင်းသိရ 大姐茶为啥能弄到噶？嘎嘎嘎！ တော့ကျွန်တော်ဒီမာလာရဲ့ဆရာတော့ဆရာအောင်မိတာစာတင်တော့အရောက်မှလာပါလားဆရာအခုလည်းဒီမှာအိမ်ကကလေးကိုခေါ်ပြီးစာတင်ပေးနေ ဒါနဲ့ငါလားအခုဘာလို့လုပ် ဘာလို့ရမလဲဆရာကြီး မလာလာလာမမဆိုရင်အဖေအတွက်အားကိုးနေရမှာဆရာလေးရဲ့အခုတော့ကိုကကိုယ်ဂျိုင်းတော့ကိုအားကိုးနေရတယ် အဲ့လိုလည်းမဟုတ်ဘူးပါဂျိုင်းတော့ကိုအားကိုးနေရတယ်ဆိုလူလောကကြီးတော့အသုံးဝင်တော့မှာဟုတ်လား မလာလည်းအဲ့လိုပဲမှန်တင်ပြီးမြို့ပေါ်ကျောင်းသွားတက်ဆန်အောင်စူးစမ်းခဲ့တာပဲဆရာလေးရဲ့ဒါပေမဲ့လေမလာနဲ့လိုက်ဖက်တဲ့လောက်ကတော်တော်ရှားတယ်ဆရာလေး ကျွန်တော်ကြောင်းပါလေဆရာဆရာမတွေရမ်းအောင်နေဆွဲခန့်ဆရာတွေမာလာလဲစာသင်တာဝါသနာပါတယ်ဆိုရင်ကျွန်တော်ကြောင်းပါဆရာမလို့ တကယ်ရောလားဆရာလေး တကယ်ပြောတာ ဘာသာလိုက်တာဆရာလေးရဲ့ဟိုကျေးဇူးအများကြီးတင်ပါတယ်နော်ဆရာလေးမလာလေဟိုကိုဘယ်နေရာမှာအတုံးမဝင်လို့ဆိုပြီးတော့တိတ်နေနေရဆရာလေးရဲ့ဟိုအဲ့လိုဆိုရင်ဟိုမလာဝနာပါတဲ့ကျောင်းဆရာမလေးဟိုဖြစ်ပြီပေါ့နော် ကြည့်ပြီပေါ့ဗျာပညာရေးဌာနကတရားဝင်ခန့်ရတဲ့ဆရာတော်မဟုတ်ဘူးဒါဘာဖြစ်ပါဆရာမ ကျေးဇူးတယ်ဆရာလေးရဲ့ မလာကတော့ပါရဲ့ဆရာလေးရဲ့ကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကဲ့ ဆရာလေးသူက
တောက်ဝဲအောင်မျိုးကမနေ့ကမှရောက်လာတယ်လေကျွန်တော်တို့ဘောဆရာလေးကျွန်တော်ညီမမျိုးသားနဲ့အဲ့တော့ကြာတာအတူတူသားဒီကောင်လေးတက္ကသိုလ်ကျောင်းသားပဲဆရာလေးဟိုတယောက်ကတော့စမ်းနိုင်နေတော့ကြည်တာသူကအင်္ဂလိပ်ဆန်လဲဝဲရတာလေဆရာလေးနောက်တို့တို့ကအချစ်သုံးတကယ်တည်အခုလဲဟိုမှာမာနာနဲ့တူစာဝိုင်းပြင်ပေးနေတာ ငါညီကပွဲတော်ရပြီဆိုတော့အခုကိုညီရဲ့အနေနဲ့ကိုရဲ့ရက်ရွာကိုညီရဲ့ကိုလိုเจ้าမှာဆွဲခန့်ဆရာဖြစ်နေစာလာတင်ပြီးပါကိုမိတာရက်ခါ ဆရာလေးရဲ့ဟိုမာလာတော်တင်သေးတာပဲကျွန်တော်လည်းလိုက်တင်ပါဘောဆရာလေးရဲ့ ကျေးဇူးတင်ပါတယ်ငါညီဒီလာဝဲအောင်အခုလိုเจ้าမှာဆွဲခန့်ဆရာဖြစ်နေစာတင်ပြီးပါ ဟုတ်တယ်လေမာလာတို့တော့ရအောင်ကျောင်းမှာလူစားပေးရမယ်နော် ဒီလိုတော့ကိစ္စကြီးတာပြင်လမ်းကြောင်းနဲ့ရှင်းရတယ်အခုဗီဒီယိုပဲတော့ဒီဖမ်းရတယ် ဟမ်ဟုတ်လား ဟုတ်တယ် ဒုက္ခပါပဲငါလည်းလမ်းတော့လေအကုန်ရှင်းထားတာပဲဘယ်လိုဖြစ်တာလဲမသိပါဘူး ဖြူမြင့်ဆရာလေးပါလာခဲ့ အော်ဆရာလေးညိုင်းမင်းဘာလို့လို့လဲ ဖြောင်းနိုင်လာဝယ်တာကြာ ရှိတယ်ဆရာလေးကျောင်းနိုင်ရှိတယ်ဟဲ့ဝင်းချစ်ဆရာလေးကိုဆက်သွားလိုက်တယ် ဟောဖြူမြင့်ဒီကောင်းတွေကလည်းဘယ်လိုလုပ်ဆက်ရမှာလဲ ဆရာပြပါပြတာလို့နေတော့မင်းတို့မှတော့မင်းတို့ဈေးလာဝယ်တဲ့ကိစ္စအားဘာလို့လုပ်ဆက် အားနာလိုက်တာရှင်ဆရာလေးကိုလေဒီမှာဂျားတွေကတောင်းပန်ပါတယ်ဒီကောင်ကအရင်ဆိုင်ကောင်တို့လေငယ်တငယ်ချင်းမို့လို့ဒါလူရင်းလို့ပြီးပေါင်းနေရဘာမှလူငွေတွေကနားလဲတာမဟုတ်ဘူး ဟာငါလူငွေမရှိလို့ဘယ်သူ့စော်ကားနေလို့လဲ ဟဲ့နေခုပဲပြောနေလေဆရာလေးကိုနှုတ်ဆက်နိုင်ဘူးလို့ မိပြီ ဟဲ့ဒီမှာဝင်းချစ်နေကိုလေငါအခုလိုပညာတတ်ဘွဲရဆရာတယောက်ဖြစ်အောင်လုပ်ပေးခဲ့တယ်ဆိုတာအရင်ဆိုင်ကောင်ငါတငယ်ချင်းတော်ညာမှာဆိုလို့ဟေးသိလား မိပြီဒီငါ့ကိုကြောက်တဲ့တဲ့ငါမောက်ရိုက်ချင်တယ်အခုလိုမျိုးဈေးတွေရှိမှာငါ့ကိုတပ်ပြီးမရှက်မခွန်းနဲ့ ဟဲ့ဝင်းချစ်你们那边没拿到吗？ တော်ပါတော့ဗျာကျွန်တော်နှုံးဆက်လည်းရပါတယ်ကိစ္စမရှိပါဘူးဗျာအခုတော့ကျွန်တော်ကြောင့်မဖြူနေလို့ပြဿနာဖြစ်ရတယ်ဆိုရင်ကျွန်တော်လည်းစိတ်ကောင်းမှာမဟုတ်ဘူးဖြောင်းနေမပြေးပါတော့ဗျာကျွန်တော်ပြန်တော့ အားနာလိုက်တာဆရာလေးရဲ့ ဆရာလေးလက်ရှိနေဘာတွေရုပ်ကြည့်နေရလဲ ကျုံနာတယ်မှာအတန်တန်ကြားလာ မကြောက်ပါဘူးဆရာလေးကျုပ်မချောင်းနဲ့တော့ကျုပ်မကြောက်တော့ဘူးကျုပ်ကိုကြောက်နေလာတယ်မနေနဲ့ မကြောက်ဘူးလေပြောသေးတယ်ဗျာခမဲအတန်နေလည်းတုံဘလို့ဖြစ်တာ ဆရာလေးကျုပ်ပွင့်လေးမပြောမယ်ကျုပ်ကလူသားမကြောက်တာလည်းတိတ်လို့ကြောက်တယ် သိတယ်ဒီမှာတရေကြောက်ရတယ်ဆိုတော့သိလို့လေဒီဇေယျမှာတော့တရေရှိလားမရှိလားသိအောင်တရားပြခိုင်းကောင်းမလား ဆရာလေးဘူးကောင်းပါလေဆရာလေးအဲ့တေးတို့ဆရာလေးလည်းနားဆောင်မလို့ဆရာလေးမလို့ပါဆရာလေးအိမ်ရောကျုပ်တေးကြောက်တယ်ဆရာလေး အဲ့ဒီကြည့်ကို ကျုပ်ကြောက်တယ်ဆရာလေးပါလေ မင်းတို့မဆိုင်တဲ့ကောင်ကွာဟမ်မင်းဆရာလေးမလုပ်ရလားဘာလို့ရတာလဲကျုပ်လူပါရိုက်မိတယ်မဖြစ်နိုင်တာကွာမင်းဘာမှလူမဆိုင်တော့ဘူးရောက်မင်းเจ้าမှာကောင်းသိရတော့ရောက်ဝင်းစစ်မင်းတို့မဆိုင်တဲ့ကောင်ကွာကိုရွာကောင်းလာလုပ်ပြီးလို့မကူညီနဲ့မင်းကတေတော့မယ်မင်း ဘယ်လိုတော်ဒီကိစ္စကိုဒီမှာပဲထားရတခြားလူတွေတီးပါလို့ရှိရင်ဒီကိစ္စပို့ပြီးကြီးသွားလိမ့်မယ် ဟာပြဿနာကြီးပြီးသားလေဆရာလေးအဲ့ကောင်ကိုင်းလာတော့လို့တားဆိုခမရပြေးနေပြီဗျဟဲ့မင်းငိုင်ဘာလို့ကြည့်လဲလာမင်းလိုက်ကြတယ်ရ ဟိုဒီဆို လိုက်ကြတယ် ကိုဒီဆိုဘယ်တော့တော်ကြုတ်ပြောနေကိုဝိချစ်ကိုယ်တိုင်လည်းသူ့လူမားပြီးရိုက်တာပါလို့ဝန်ခံပြီးနေကိုဝိချစ်ဒီကိစ္စကိုကျုပ်တို့တော့အောင်တယ်ပဲသိခင်ဗျားလည်းဒီကိစ္စကိုဘယ်သူမှတွားပြီးမပြောမိစေ
ခင်ဗျားကျုပ်ကိုရိုက်တဲ့ကိစ္စကျုပ်ခွင့်တယ်ဒါပေမဲ့တစ်ခုတော့ရှိတယ်ကျုပ်ကိုရိုက်တဲ့ကိစ္စကိုပဲကျုပ်ခွင့်လို့လောကိစ္စနဲ့ပတ်သက်လာတယ်နော်ကျုပ်ခင်ဗျားကိုစမ်းမခွင့်လို့မနေ့ပြန်ခင်ဗျားကြောင်းမတက်ရင်ခင်ဗျားအလုပ်ပြုတ်မရိုင်းနဲ့ကောလားဆန်တိုင်းသွားပြေးပါ ချာရတယ်တပည့်နေကြည့်ပါ ဆရာလေးလက်ကတည်းကဝင်းချင်ရိုက်ရတာမလားဟဲ့ဆရာ မဟုတ်ပါဘူးမဖြူကြီးကျွန်တော်ချော်လဲတာပါလို့မဖြူကြီးကျွန်တော်ပြပြပေးပြီ ဆရာလေးရဲ့ဆရာလေးဘလို့ပဲခုံးကွယ်ဝင်းချင်လောက်လိုက်တယ်ဆိုတာမဖြူရဲ့စိတ်ကအလိုလိုသိနေတယ်အဲ့တော့ဆရာလေးကိုမဖြူတောင်းမှာပါနော် အမလေးထူးဆန်းလို့ပြောနေတယ် မနာဘာဖြစ်လို့လဲ အယိုးနေတယ်လို့ အယိုးနေလို့ဟာဒီငါအယိုးများတယ်ဒီမှာရောမင်းပြိုရောမဝါနဲ့နော်မဝါမျိုးချရောတက်တာ တက်လာတယ် ခဏနေငါရင်သွားယူလိုက်ပါခဏတော့ ဘာလဲတော့မသိငါလည်းဘောပေါက် ကောင်းမှသူစားဘူးနော်ဘောပါခွေးမှလူထဲအောင်မို့ပါတတိရှင်းတော့ဖတ်ခဲ့လိုက် မင်းကြီးဘလို့ဖြစ်လာလဲ ဟောကားလာတိုက်ပါမယ် ကိုတော့မူးလာအဲ့လိုပဲတောင်းညနေကြစီရနေ ဝေးနေတယ် သမီးလည်းအိမ်မတည့်ရဘူးခင်ဗျာဒီစီနဲ့ကောက်ပြနေကြ ဟာ ကိုတို့ဟာဘလို့ဖြစ်တာလဲကွာမင်းဘာလို့အဲ့လောက်တော့ငိုးယုံနေအောင်တောက်ရတာလဲကိုတို့ဟာဟမ် ဟာဘလို့တရားလာလို့လားဘလို့လဲ ကိုတို့မင်းငါအတန်တော့မမှတ်မိတော့ဘူးလားငါတင်မောင်ဝဲမင်းတကယ်ချင်း ဒီမှာဘယ်ရောက်လာရဘလို့ရောက်လာ ဘာဘလို့ရောက်လာမှလဲမင်းတော့ငူယူပြီးအော်ဟစ်တောင်းရနေမှာတော့ငါလည်းဘာဖြစ်လဲဆိုပြီးလာကြည့်တာပေါ့ကိုတို့ဟာမင်းရွာရဲ့လူကြီးတွေတီးမှပြီအကုန်ပြဿနာတက်ကုန်လိမ့်မယ်ကိုတို့ရဲ့ ဟဲ့အပေါ်လာမပြောရရရွာရဲ့လူတွေငါမူးနဲ့တောင်ရိုးနေပြီပေါ်လာပြောရင်မသွားရအောင်ကြားလိုက်တော့မင်း ကိုတို့မင်းရဲ့ပုံစံလည်းမင်းပြန်ကြည့်အောင်ကျောင်းဆရာနဲ့မင်းတစ်စက်မှမတူတော့ဘူးကိုတို့ကငါမျိုးတကယ်ချင်းလို့ညီကိုလိုခင်းလို့ငါပြောနေတာ မင်းကညီကိုလိုနေခဲ့တာအဲ့ရ ခင်းတာဟုတ်ကိုတို့ရဲ့ဒီတော့မှတကယ်ချင်းညီကိုဆိုတော့မင်းတယောက်ပဲရှိတဲ့ဥစ္စာ အဘေအဲ့ဆိုရင်မင်းကောင်းငါနားကောင်း
ငါဘာမလုပ်တော့ရငါအိတ်လိုက်တော့ငါဘာအိတ်လိုက်တော့မင်းပြန်လိုက်တော့ရ ကိုတို့ရေဒုက္ခပါပဲကွာဒီမှာအဲ့လိုဘလို့တင့်တော်မှာလဲပြင်မင်းကလေးတွေဖျားစင်ရှိမှာကိုယ့်ကိုယ်ကာရတယ်မသိတော့ဘူးလေဟမ်ထွားရမယ်ဘာပဲကလေးရအောင် မဟုတ်ဘူးလေအိတ်ခမ်းထဲမှာပြောင်းရေးလို့ငါလိုက်ပို့ပေးမယ်ဒါကိုပြောတာဒါပါကွာကိုတို့ဟာဒါဒီမှာမင်းနဲ့လာမသိတော့ဘူးလားအိုးငင်းနေတာငါအထိုးလို့ခံရတော့မှာမလေး ဟေးကလေးကတားလိုက်တာဆရာကြီးအခုလိုမျိုးမဖြူတကူတကဝယ်လာတဲ့အတွက်ကျေးဇူးတင်ပါတယ်နော် ရှားပါတယ်မဖြစ်ကျွန်တော်လည်းမဖြစ်လို့တရားဒီကလေးလေးကိုဝယ်လာပေးတာ တတိယလို့ဟုတ်လားဘာလို့တတိယလဲ ဟိုးမှနေနေရတဲ့ရုံးမတောင်းတယ်လို့တိုက်တယ်မဖြစ်လို့ကျွန်တော်ကားကိုပြောပြရှိတယ်ဘာများလဲဆရာ မဖြစ် မြင့် ဘာလဲဘာကိစ္စရှိလို့လဲနင်ကလည်းပြောစရာရှိအိမ်လာလေဟာ ။အနေနဲ့ပြောစရာမရှိဘူး။ဒီเจ้าဆရာနဲ့ပဲပြောစရာရှိတယ်။ဒီမှာเจ้าဆရာ။ခင်ဗျားဒီရောရောက်ကြတဲ့ဟာဟိုကိစ္စပဲကြီးဒီကိစ္စလူတူနေတော့ခင်ဗျားတော်တော်မျက်စိနောက်နေ ကျုပ်ကကျုပ်ရဲ့တာဝန်ကိုကြည်ုံလုပ်နေတာခင်ဗျားမျက်စိနောက်မလုံးမိဘူးလို့ ။ဖြူပြင်းတော့တကက်ကက်လုပ်ဖို့တော့ခင်ဗျားတောင်းပေါ်လောက်ပါ ဝင်းချစ်နင်မဆိုင်တာတွေရှောက်ပြောမနေနဲ့နော် ။နေဝင်ပါပါနဲ့။နင်နဲ့ကိစ္စကိုနောက်မှတက်ရှင်းမယ်။ဒီမှာတင်ပါဦး။ခင်ဗျားကိုကျွန်တော်ရှေ့ရွေးမပြောတော့ဘူးဗျာ။ဒီရောမှာအန်ဒီယာကင်းနဲ့နေချင်လို့ရှိရင်ဖြူပြင်းနဲ့ဝေးနေ ဟဲ့နင်ကအခုလိုလာပြီးအမိတ်ပေးနေအောင်နင်တို့ကလည်းဘာဆိုင်လို့လဲနင်ကငါဖေးမလို့လား ကျွန်တော်ကိုဝင်ချင်ကျွန်တော်ဘာအမှားမှတုံ့မထားတဲ့အတွက်ဘသူချင်းကြောက်တောင်မှကြောက်ကျွန်တော်လည်းဘသူမှမပြီးလို့ ။ဟောခင်ဗျားတော်လူပါဝါ ဝင်းချစ်ဘာလို့ကလဲရှင်းတာရှင်းငါနဲ့ရှင်းဆရာကဘာမှမဆိုင် ရှင်းပါငါလည်းနေရှင်းပါလာခဲ့ ဘယ်လိုလုပ်မလဲလို့ ဘာဖြစ်လဲကျွန်တော်ကြောင့်နောက်နေ့အောင်ကြာမှာပြဿနာတွေဖြစ်ကုန်တယ်ကျွန်တော်ပဲလုပ်နေတော့မှာပါတယ်ကျွန်တော်က ဟုတ်ဆရာလေးဖြစ်လို့မဟုတ်ဘူးနော်ဆရာလေးဝင်းချစ်你တော်တော်ခလောက်ဆန်တဲ့ကောင်ပဲနောက်တစ်ခါလေငါနဲ့ဆရာလေးကြားမှာအခုလိုမျိုးထင်အောင်ထင်မှားဖြစ်နေစကလုံးလေးမပြောင်းမိစေနဲ့နော် ဆရာ ဟာတော့ကြီး မနေ့ကဒီပဲ့တော်စိတ်မှာစောင့်နေတာဆရာစာတင်ရောက်စောက်တဲ့နေရာလာကိုရာနဲ့တွားတယ်ကိုဆရာရောက်လာ စာတင်ကျောင်းဆောက်တာနဲ့တောင်းနဲ့ဘာဆိုင်လို့တော့လဲ ကျွန်တော်ကအကြောင်းစီဗီဖွံ့ဖြိုးရေးနဲ့ဒုတိယဖွံ့မှာပါနေရဆရာကျွန်တော်လည်းမဟုတ်ဘူးဟိုစကံမူတက်ကမွေးဆိုတာအကုန်လုံးပါနေတာ ဟာထူးဆန်းနေပါပဲလားဗျာ ထူးဆန်းတာတော့ပြောမလဲဆရာကြီးစီယုံတဲ့လူကလည်းတော်တော်လေးတော်နေတော့ကျွန်တော်တို့မနေသာတော့ပဲဝင်ပါနေရတာပြီးတော့ခုရောက်လာတဲ့ကျောင်းဆရာအစ်ကလေးကဒီရွာပေါ်မှာညမ်းစေတာထားပြီးစီယုံတော်ကောင်းတာဗျ ပြီးတော့သူတော်တော်လေးတော်လုံးဝကြီးပါလေဆရာရဲ့ လှုပ်ဆန်းပါဦးဗျာဘယ်သူလဲက ဆရာလေး တော့ဘုခင်မောင်မလား ဝန်တော်မင်းကဆရာလေးကိုတွေ့ချင်လို့တဲ့ပဲ့တော်စိတ်ကိုခဏလိုက်ခဲ့လို့ဆရာလေး တော့သူဝင်အောင်မင်းမကတော့ဘာကြီးပဲဖြစ်နေပြီသူကတွေ့ချင်ပါတယ်လို့ပြောတယ်ကျုပ်ကလိုက်တွေ့ကြတာလေမလာနိုင်ဘူးကျုပ်ကိုတွေ့ချင်ကျုပ်ရှိတဲ့ကြောင်းသာလာခဲ့ပါလို့ပြောတာ